ဆရာဒီမေးခွန်းကိုတောင်ကြီးကအမျိုးသားတအုပ်ကမေးတာလားအကီကာအကြောင်းလေးမေးခြင်းလို့ပါကျွန်တော်ဤမိဘနှစ်ပါးသည်ကျွန်တော်ကိုမွေးစဉ်ကာလကအကြောင်းကြောင့်အကီကာမပြုလုပ်ပေးခဲ့ရပါယခုအခါ၌ကျွန်တော်ဒီစီးပွားရေးအစဉ်ပြေလာ၍ကျွန်တော်ဤအကီကာကိုကျွန်တော်ကိုယ်တိုင်ပြုလုပ်ရပါသလားဒါမှမဟုတ်အကီကာကမိဘကသားသမီးပေါ်မှာရှိတဲ့ဝတ္တရားလားကိုယ်တိုင်ကအကီကာဤအသားကိုစားပိုင်ခွင့်ရှိပါသလားဆရာဒီအကီကာလုပ်ခြင်းဆိုတာကျွန်တော်တို့ဟနဖီမဇဟဘ်မှာမုစတဟဘ်ဖြစ်တယ်ဖရဇ်လည်းမဟုတ်ဘူးဝါဂျစ်အမလလည်းမဟုတ်တတ်နိုင်နေဆိုရင်ကလေးတယောက်မွေးလာတယ်ဆိုရင်ဒီကလေးရဲ့အနီးစပ်ဆုံးအုပ်ထိန်းသူအဖေရှိတယ်ဆိုရင်အဖေမရှိဘူးဆိုရင်ဒါကြစသဖြင့်အနီးစပ်ဆုံးအုပ်ထိန်းသူဟာဒီကလေးဘက်ကနေအကီကာလုပ်ပေးခြင်းဟာဒါမုစတဟဘ်ဖြစ်တယ်အကီကာလုပ်ပေးဖို့အတွက်အကောင်းဆုံးအချိန်ကတော့ကလေးရဲ့9ရက်မြောက်နေ့ကဒါအကောင်းဆုံးပဲဗမာဖြစ်ကလေးတောက်ကြနေမွေးတယ်ဆိုရင်နောက်လာမယ့်ကြာတာပရိဟာဒါသူရဲ့9ရက်မြောက်နေ့ဖြစ်တယ်9ရက်မြောက်နေ့မှာအကီကာလုပ်ပေးခြင်းကဒါအကောင်းဆုံးအချိန်ဖြစ်တယ်9ရက်မြောက်နေ့မလုပ်ပေးနိုင်ဘူးဆိုရင်ကျွန်တော်တို့14ရက်မြောက်မှာလုပ်မယ်14ရက်မြောက်မှာမလုပ်ပေးနိုင်ဘူးဆိုရင်21ရက်မြောက်မှာလုပ်မယ်ဒီလိုအချိန်ကာလလုပ်ပေးခြင်းဟာဒါအကောင်းဆုံးဖြစ်တယ်အကယ်၍အဲ့တော့အကီကာလုပ်တဲ့နေရာမှာလည်းပဲသမီးမိန်းကလေးဆိုရင်တစ်နှစ်သားအရွယ်ရှိတဲ့စိတ်တစ်ကောင်တားယောက်ျားလေးဆိုရင်တော့ကျွန်တော်တို့တစ်နှစ်သားအရွယ်ရှိတဲ့စိတ်နှစ်ကောင်ဒါအကီကာမှာလုပ်ပေးခြင်းဟာဒါမုစတဟဘ်ဖြစ်တယ်လုပ်တယ်ဆိုရင်တိတ်ကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်မတတ်နိုင်လို့မလုပ်ဘူးဆိုရင်လည်းပဲဒါဘာမှပြဿနာမရှိဘူးထိုနည်း၎င်းပဲကျွန်တော်တို့ငယ်ရွယ်တုန်းကမိဘတွေကအဆင်မပြေလို့အကီကာမလုပ်ခဲ့ဘူးလူတယောက်ကကြီးလာတဲ့အခါမှာသူ့အကီကာသူလုပ်မယ်ဆိုရင်လည်းပဲဒါလုပ်ခွင့်ရှိတယ်ဘာမှပြဿနာမရှိပါဘူးပြီးတဲ့နောက်ပိုင်းမှာဒီအကီကာလုပ်ပြီးတဲ့နေရာမှာအကီကာကနေထွက်လာတဲ့အသားကျွန်တော်တို့စိတ်ကိုစဘာလုပ်လိုက်တယ်နွားကိုစဘာလုပ်လိုက်တယ်အဲ့ဒီအကီကာသားကောင်ရတဲ့အသားဆိုတာကဒါကကိုရ်ဘာနီအသားကဲ့သို့ပဲဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်လဲစားလို့ရတယ်ထိုနည်း၎င်းပဲကျွန်တော်တို့မိဘဆွေမျိုးသားချင်းတွေကျွန်တော်တို့ပတ်ဝန်းကျင်တွေကိုကျွန်တော်တို့ဝေငှပေးမယ်ဆိုရင်လည်းဝေငှပေးလို့ရတယ်တထေးလည်းစားခွင့်ရှိတယ်စင်ရသားလည်းစားခွင့်ရှိတယ်ဒီအကီကာအသားကိုမိဘနှစ်ပါးစားခွင့်မရှိဘူးအကီကာအသားကိုမိသားစုတွေစားခွင့်မရှိဘူးဆိုတာကဒါကမှားယွင်းတဲ့ဒါဟာအတွေ့မှားယွင်းတဲ့ဒီခံယူချက်တွေဖြစ်တယ်အတိတွေဖြစ်တယ်ပေါ့အဲ့တော့နောက်ဆုံးအနှစ်ချုပ်ကျွန်တော်ပြန်ပြောပြရရင်ကျွန်တော်တို့ဟနဖီမဇဟ်ရဲ့အကီကာကမုစတဟဘ်ဖြစ်တယ်ကောင်းတယ်လုပ်ပေးနိုင်တယ်ဆိုရင်အနီးစပ်ဆုံးအုပ်ထိန်းသူကလုပ်ပေးရမယ်ဖရဇ်လည်းမဟုတ်ဘူးဝါဂျစ်လည်းမဟုတ်ဘူးငယ်ရွယ်တဲ့အခါမှာမိဘကအဆင်မပြေလို့အကီကာမလုပ်ပေးနိုင်ဘူးကြီးလာတော့မှကိုယ့်အကီကာလုပ်ချင်နေဆိုရင်လည်းလုပ်ခွင့်ရှိတယ်မိန်းကလေးအတွက်တစ်နှစ်သားရွယ်စိတ်တစ်ကောင်ယောက်ျားလေးအတွက်စိတ်နှစ်ကောင်အကောင်းဆုံးအချိန်ကတော့ကျွန်တော်တို့9ရက်သားကျွန်တော်တို့ကလေးတယောက်တောက်ကြမွေးဂျာတာပရိနိစသဖြင့်အဲ့လို9ရက်မှမလုပ်ဖြစ်ရင်14ရက်မြောက်အဲ့လိုမလုပ်ဖြစ်ရင်21ရက်မြောက်နောက်ပိုင်းမှာအဆင်ပြေသလိုလုပ်မယ်ဆိုရင်လည်းလုပ်ခွင့်ရှိတယ်အကီကာအသားဒီကိုရ်ဘာနီအသားကဲ့သို့ဖြစ်တယ်ကိုအကီကာလုပ်ပေးတဲ့အုပ်ထိန်းသူကိုယ်တိုင်လည်းစားခွင့်ရှိသလိုပတ်ဝန်းကျင်ကိုလည်းဝေငှခွဲဝေပေးပိုင်ခွင့်ရှိတယ်ကိုယ်ဒီ၎င်းမဲ့ဆင်းရဲတဲ့လူချမ်းသာတဲ့လူအကုန်လုံးစားတောက်ခွင့်ရှိ